ဒီဘေးကဒီမြင့်ဆုံးနေဟာနေခုံချမှာပေါ့တကယ်ပြေမှာခုံချရင်တော့ကျွန်တော်လုံးဝကြောက်တယ်ခုံချရတေးအောင်တေးနေလောက်ကြည့်ဒီဘေးခုံချပြီး oh my god ကျူrock ထဲမှာဒီကောင်ဘလူးလောက်ထားလဲမသိဘူးကျူစတာက1944အောင်မှကြည့်အပေါ်တက်တာဟာဒီလောက်တိအောင်တက်တယ်ဟာဒီကောင်ဘလူးလောက်လဲမသိဘူးနော်ကျူအမှန်တကယ်တော့ကျွန်တော်ရဲ့ကောင်းပါဒါကြတော့ကျွန်တော်ရဲ့ကောင်းဖြစ်ပါတယ်ဟောအေးပါကောအကောင့်တော့ပြလို့မရကျွန်တော်က2944 step ရောက်သွားပြီပေါ့ကျွန်တော်ကအမြင့်ဆုံးအဲ့လေးလာပြောပြတာဟဲ့ကြည့်ကျွန်တော်လှုပ်ထားနေမနေ